captivity the key ဆိုတဲ့ကိုရီးယားရုပ်ရှင်တစ်ခုမှာမင်းသားလုပ်တဲ့သူပြောတဲ့စကားတစ်ခုရှိရပါတော့။ तू ကဒီစကားကိုဘာလို့ပြောလဲဆိုလို့ရှိရင်အဲ့ဒီဇာလမှာမင်းသမီးကယောက်ျားလေးလိုမျိုးအယောင်ဆောင်ပြီးတော့ तू ကဘယင်ပေါ့နော်။ဘယင် तू ကဘယင်မင်းသမီးကကြတော့ယောက်ျားလေးလိုအယောင်ဆောင်ပြီးတော့ဘယင်နောက်မှာခစားရတဲ့သူပေါ့။အဲ့မှာ तू ကမင်းသမီးကိုစိတ်ဝင်စားသွား။ဒါပေမဲ့မင်းကလေးရလို့တော့မသိဘူးပေါ့နော်။အဲ့တော့သူတို့နှစ်ယောက်ကဒူးတွဲဖြစ်လာတဲ့ခါကျတော့လူတွေကပြောကြတယ်ဟာတဲ့ဘယင်ကယောက်ျားလေးချင်းစိတ်ဝင်စားတဲ့သူပေါ့နော်အဲ့လိုတည်င်းထွက်လာတဲ့ခါကျတော့မင်းသမီးကပြောတော့ဘယင်အဲ့လိုတွေတည်င်းထွက်နေတယ်ဆိုပြောတဲ့ခါကျတော့ဘယင်ကပြောလဲဆိုတကယ်လို့တဲ့လူတွေအားတဲ့ဘယင်ကပေါ့နော်ယောက်ျားချင်းစိတ်ဝင်စားတဲ့သူချစ်ကြိုက်တဲ့သူလို့ပြောရဆိုလို့ရှိရင်ပြောပြီးတော့ရည်ကြရင်တဲ့ငါလည်းအဲ့လူတွေနဲ့အတူလိုက်ရည်မယ်တဲ့အဲ့တော့ကျမတို့လည်းပဲလူတွေကကိုလှုပ်တဲ့ကိစ္စတွေပုံမှာကဲ့ရဲ့တာတွေပြောဆိုတာတွေဝေဖန်တာတွေရှိနိုင်တယ်။ဒါပေမဲ့တချို့ကိစ္စတွေကတော့ဟိုကမှားနေလို့ပြောခံရတယ်ဆိုလို့ရှိရင်တော့ထားလိုက်တော့ပေါ့နော်။အဲ့ဒါလိုမဟုတ်ဘဲနဲ့ဟိုကမှန်နေရသားနဲ့အဲ့လိုပြောဆိုဝေဖန်ခံရတယ်ဆိုလို့ရှိရင်လူတွေလှောင်ရည်တာခံရတယ်ဆိုလို့ရှိရင်နာဘင်းကြီးပြောသလိုပဲအဲ့ဒီရည်တဲ့သူတွေနဲ့အတူဟိုကလိုက်ရည်လိုက်မယ်ဆိုတော့စိတ်မျိုးထားနိုင်တယ်ဆိုလို့ရှိရင်အကောင်းဆုံးပဲမထားနိုင်တော့မှစိတ်ထဲမှာပေါ့ငါအဲ့လိုလူတွေရည်ရင်ငါလည်းအဲ့လူတွေနဲ့အတူလိုက်ရည်မှာပေါ့